jogging သွားလုပ်မယ်နော် jogging သွားလုပ်မယ်တနေ့လာနေလူကကျွန်မလေးအလုပ်သွားတော့လေဒီအကျိုးအရန်တက်ဒီအကျိုးအရန်တက်တော့လေငါဘာဖြစ်နေလဲပေါ့နော်ငါယောဂဖြစ်တယ်လေပေါ့ဘာဖြစ်လို့အကျိုးတွေအရန်တက်တာတခါတည်းဟိုရက်ပြီးတော့တင်းနေတယ်လို့ပဲတခုဆုတ်ထားတယ်လို့ပဲပေါ့နော်အဲ့ဒါနဲ့လူကတခါတည်းစိတ်ထဲမှာငါဘာယောဂများဖြစ်ပြီးလဲပေါ့နော်အဲ့ဒါနဲ့တနေ့လာနေကြတော့ပြန်လာတော့ဥပဒေလျှော်စရာရှိတော့ဥပဒေလျှော်မျိုးတွေတိုက်ပြီးတဲ့အခါကျတော့မသွားကြည့်ဘူးပေါ့နော်ဘိုးလျှော်ရတယ်ဦးဆိုတော့ဒါပေမဲ့ကျွန်မမနေ့ကကြတော့သွားလိုက်တယ်သွားလိုက်တဲ့အခါမှာဖြစ်တော့လေဆိုတော့ကြိုက်သွားတယ်ဒီမနေ့ပေါ့နော်အဲ့ဒါဘာကြောင့်လဲဆိုတော့အလုပ်မှာဟိုဟာရှိတယ် stress တွေရှိတယ်အလုပ်မှာ stress တွေရှိတော့ဟိုတစ်ဘက်ကတည်းကပေါ့နော်အလုပ်တွေကအရင်ကြပြီးတော့ဟာဒီမှာဟိုပေါ့နော် arrangement တွေလုပ်ရတာဟိုလုံးဝဟိုအမားမခံတဲ့ဟာမျိုးတွေပေါ့နော်အဲ့ဒါတွေရှိရင်နောက်ပြီးတော့ customer complaint တခုရှိတဲ့အခါကျတော့အဲ့ဒီကိစ္စကိုကိုကအရင် stress တွေများအဲ့တော့ဘာလဲဆိုအဲ့တော့ကျွန်မသိသွားတာပေါ့နော်ကိုယ့်ရဲ့ခန္ဓာကိုယ်ကအဲ့လို stress တွေအရင်များလာပြီဆိုတဲ့အခါမှာဆိုရင်သူကစကားပြောလာပြီပေါ့နော်အဲ့တော့ဒီရဲ့ဟိုဟာလေးကိုလုပ်ပြီးတဲ့အခါမှာဆိုရင်တက်တာအဲ့ဒါကြောင့်မလုပ်ပေးပါလို့နော်လုပ်ပေးပါကျွန်မလုပ်ပေးပါလို့အားလုပ်ပေးပါမဟုတ်လို့ရှင်ပေါ့နော်ကျွန်တော်တို့မခံနိုင်ဘူးပေါ့အဲ့ဒီဟာတွေရဲ့စိတ်ဖိစီးမှုတွေကတခါဘာဖြစ်သွားလဲဆိုတော့ယောဂတွေဖြစ်သွားတတ်တယ်ပေါ့နော်အဲ့ဒါကြောင့်အချိန်ယူပြီးတော့လေ့ကျင့်ခန်းလေးလုပ်ပါ jogging လေးလုပ်ပါလို့နော်